ကျွေပြားဖြတ်ခုံတွေမရှိဘူးလားလို့နေရောညာရောမေးနေတဲ့ညီကိုတွေအတွက်သတင်းကောင်းကတော့ကျွန်တော်နဲ့မှာကျွေပြားဖြတ်ခုံလေးတွေပြန်ရောက်ထားပါပြီပို့ပြီးတော့ဝမ်းသာစရာကောင်းတာကတော့ဒီကောင်ကတော့2ပေအထိ2ပေအချက်ကြီးတွေပါဖြတ်နိုင်တဲ့2ပေကုံလေးတွေဖြစ်နေတာပါပဲဒီကောင်ကတော့2ပေကုံမှဟိုတာချီတစ်စိမ့်နဲ့ဆိုတော့ပစ္စည်းလေးလည်းကောင်းတယ်2ပေအချက်ထိကိုဖြတ်နိုင်တယ်ဆိုတော့ဘာပြောကောင်းမလဲဒီကောင်လေးကိုဒီနေ့ကျွန်တော်ကထုတ်ပြပေးမယ်ခဏလေးစောင့်ပေးပါသူကတော့ဒီမှာမြင်တဲ့အတိုင်းပဲဘောင်း2တန်းနဲ့လာမယ်ခုံကြီးဆိုတော့ဘောင်း2တန်းနဲ့လာမယ်သူထဲမှာတော့ဒီမှာကာပိုက်ပြားကျွေပြားဖြတ်ဖို့ကာပိုက်ပြားတစ်ပြားပါမယ်ဒီကောင်မျိုးလေးတစ်ခုပါမယ်ဒါမျိုးပုံစံလေးပေါ့နော်သူကဒီလိုတုံးပြီးဖြတ်ရမှာပေါ့နော်ဒါတော့ဟိုတာချီတစ်စိတ်ကလေးနဲ့ပါဒီလိုမျိုးလာပါမယ်2ပေကျွေပြားတွေကိုကောင်းအောင်မုံညီညာဖြတ်လို့ရမယ်ကောင်လေးပါဒီကောင်လေးကိုကျွန်တော်ရောင်းပေးမှာကတော့2,300,500ပါဟိုတာချီကျွေပြားဖြတ်ကုန်လေးရဲ့ဈေးနှုန်းကတော့2,300,500ပါဒီကောင်လေးကတော့မြင်တဲ့အတိုင်းပဲကျွန်တော်တို့ပစ္စည်းအများကြီးမဝင်ပါဘူးကျွန်တော်နားမှာလက်ကျန်10လုံးလောက်ပဲဝင်တာမဟုတ်လို့တကယ်လို့လိုအပ်နေလို့ရှိရင်ကျွန်တော်နားမှာအများဆုံးမှာယူပေးဖို့လိုအပ်ပါတယ်ခင်ဗျာတကယ်လို့မှာယူရင်လည်းဆိုရင်ကျွန်တော်တို့ပြည့်စုံရ Facebook Page Messenger ဒါမှမဟုတ်3992113339 Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်အားလုံးကျေးဇူးပါ